ရင်ဖွင့်တာလားဒုက္ခပေးတာလားကျွန်တော်တို့မိမိနေရာလေးတစ်ခုရှိပါတယ်ကိုယ့်ရဲ့နာကျင်မှုတွေကိုမျှဝေတာနဲ့ကိုယ့်ရဲ့အရှုပ်ထုတ်ကိုသူများကောင်းပေါ်ပုံချတာတူမလို့လို့နဲ့အတော်လေးကွဲပြားရင်ဆိုတာပါရင်ဖွင့်တာဆိုတဲ့ fan ထင်တဲ့အောက်ကကောင်းတဲ့အရာပါကျွန်တော်တို့စိတ်သက်သာရာရသွားဖို့အတွက်ကိုယ်ဘေးနားမှာရှိတဲ့ချေရတဲ့သူတွေကိုကိုယ့်ရဲ့ဒုက္ခတွေကိုမျှဝေတာပါအဲ့လိုမျှဝေတဲ့အခါမှာတစ်ဖက်ကနားထောင်ပေးတဲ့သူရဲ့စိတ်ခံစားချက်ကိုလည်းကျွန်တော်တို့ဟာထည့်တွက်ပေးရပါတယ်ဒါပေမဲ့စိတ်ခံစားမှုတွေကိုပုံချတာဆိုတဲ့ emotional dumping ကတော့တစ်ဖက်လူမှာကိုပြောတဲ့စကားတွေကိုလက်ခံပေးဖို့စိတ်အင်အားရှိရဲ့လားဆိုတာကိုမငဲ့ကွက်ဖဲကိုယ့်ရဲ့ဆိုးရွားတဲ့နေ့ရက်တွေအကြောင်းကိုသူများအပေါ်အမိုက်ပုံးလိုသဘောထားပြီးပုံချလိုက်တာမျိုးပါအဲဒီတော့ဒီတစ်ခါရင်ဖွင့်ဖို့လိုအပ်လာတဲ့အခါငါစကားတွေကိုနားထောင်ပေးဖို့မင်းရောစိတ်အစဉ်ပြေရဲ့လားဆိုတဲ့မေးခွန်းမျိုးလေးနဲ့လည်းကိုဘေးနာမိတ်ဆွေတွေတငယ်ချင်းတွေကိုပြန်ဂရုစိုက်ပေးလို့ရပါတယ်ကိုယ့်ရဲ့ခံစားချက်ကိုတန်ဖိုးထားသလိုတစ်ဖက်ကတငယ်ချင်းတွေချေရသူတွေရဲ့အေးချမ်းမှုတွေကိုလည်းတန်ဖိုးထားပြီးတော့မှကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေကရေရှည်တည်တံ့လာမှာပါခင်ဗျားတို့လည်းကိုချေရတဲ့သူတွေအပေါ်မှာရင်ဖွင့်တဲ့အခါသူတို့ကကိုယ်ကိုရင်လာဖွင့်တဲ့အခါကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေအခက်အခဲလေးတွေကိုလည်း comment ထဲမှာမျှဝေဆွေးနွေးရင်ဖွင့်သွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်